ပြည့်စုံတဲ့လေးရမြို့လေးတစ်မြို့မှာလင်းဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်လင်းကအမြဲတမ်းလူတွေကြားမှာကိုမထိုက်တန်ဘူးလို့ခံစားတတ်တယ်တငယ်ချင်းတွေထဲမှာတယောက်ကလှတယ်တယောက်ကစားတော်တယ်တယောက်ကလူကြိုက်များတယ်လင်းကတော့ငါဘာမှမထူးခြားဘူးလို့အမြဲတမ်းစဉ်းစားနေတယ်တဲ့ဒီနေ့မှာလင်းကစတူဒီယိုထဲမှာအလုပ်လုပ်နေတော့သူ့အတန်ကိုသူပြန်နားထောင်ရင်အတန်တော့မလှဘူးအဲ့လိုမျိုးတွေးပြီးတော့စိတ်မကောင်းဖြစ်လာတယ်တဲ့အဲ့ဒီနေ့ကလင်းအတွက်တော့အရန်ကိုစိတ်လေးလံနေတဲ့နေ့လေးတစ်နေ့ဖြစ်လာတာပေါ့ကွယ်ညဘက်မှာတော့လင်းကတရားထဲလမ်းလျှောက်ထွက်သွားတယ်အလင်းအမှောင်နေတဲ့လမ်းတစ်လမ်းမှာအပေါ်ကိုမော့ကြည့်လိုက်တော့လာမင်းကြီးကိုတွေ့တယ်အဲ့ဒီနေ့ကလာပြင်းညမဟုတ်တော့လာမင်းကြီးကတစ်ဖက်ပဲလင်းနေတာပေါ့ဒါပေမဲ့တကဘာလုံးကိုအလင်းပေးနေတယ်အဲ့ဒီအချိန်မှာလင်းရဲ့ဘေးမှာအုံမင်းနေတဲ့အဖိုးအိုတယောက်လာထိုင်နေအဖိုးအိုကပြုံးပြီးတော့ပြောတယ်လာမင်းကြီးကိုကြည့်နေတာလားသမီးမပြည့်စုံဘူးလို့ထင်လားလင်းကခေါင်းငိမ့်လိုက်တယ်ဟုတ်ပါတယ်မပြည့်စုံပါဘူးအဖိုးအိုကထပ်ပြောတယ်ဒါပေမဲ့အလင်းပေးနေတယ်မဟုတ်လားလာကသူ့မှာရှိသလောက်နဲ့အကောင်းဆုံးလုပ်နေတယ်လေလင်းလဲဘာမှပြန်မပြောတော့ဘဲနဲ့တိတ်တိတ်ကလေးနားထောင်နေတယ်လူတွေလည်းဒီလိုပဲလူတိုင်းမှာမပြည့်စုံတဲ့နေရာတွေရှိတယ်ဒါပေမဲ့တယောက်ချင်းစီတိုင်းမှာကိုယ်ပိုင်အလင်းရောင်လေးတွေရှိတယ်အဖိုးကအဲ့ဒီလိုပြောပြီးတော့ထွက်သွားတယ်လင်းကတော့လာကိုမျက်စိမမိတ်ပဲစက်ကြည့်နေတယ်အဲ့ဒီညာကစားပြီးလင်းရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားတယ်နောက်နေ့မှာလင်းကသူ့အတန်ကိုထပ်ပြီးတော့နားထောင်တယ်ဒီတခါတော့ဒီအတန်ကငါပိုင်နာဒီလိုပဲထူးခြားတယ်အဲ့လိုမျိုးလေးစဉ်းစားမိတယ်လင်းကတခြားသူတွေနဲ့သူ့ကိုယ်သူမနှိုင်းရှင်တော့ဘူးကို့အရေးချင်းလေးတွေကိုတဖြည်းဖြည်းလက်ခံလာတယ်မပြည့်စုံတာတွေကိုတောင်သဘောကျလာတယ်အချိန်ကြာလာတဲ့အခါလင်းကနားလည်သွားတယ်လူတိုင်းမှာမမြင်ရတဲ့အခက်အခဲတွေရှိတယ်ပြည့်စုံနေဖို့မလိုဘူးကိုချစ်တတ်ရင်လုံလောက်ပြီအဲ့ဒီညလိုပဲလင်းကမိုးကောင်းခင်ကိုထက်ကြည့်တယ်လာကဒီတခါလဲမပြည့်စုံဘူးဒါပေမဲ့လင်းရဲ့မျက်နှာပေါ်မှာတော့ပြုံးနေတယ်မပြည့်စုံတာကမလှတာမဟုတ်ဘူးကိုမချစ်တာကသာမလှတာအဲ့ဒီချိန်မှာလင်းလဲသူ့ကိုယ်သူချစ်တက်လာခဲ့တယ်တဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်ဒီပုံမြင်လေးကိုနားထောင်ပြီးဗာတင်ငန်းစာရခဲ့လေပြောပြခဲ့ကြအောင်နော်